little night solo, the Hamburgia, now like Bology, the Duyan Bologia, the Lashimia. But the Duyan Alu cannot need anyone, a tea beach. But it did about this machine. Mero Tinshaja and the Ari, about money and the Mexico Nanga Martinez solution for the Mero Shilling. You did Nanga Martinez solution of video lose, so we know what you do. You see, Portugal Nanga solution of Lady of Fatima. Would go real for it. Nanga solution, last let Mero, Tinshaja. India Nanga solution, the matter or the Rolling Jigereva, or less solution, the Nanga. So today, Pelangani Mero, Tommy would and they your gas. That's all. My grandmother Mero, where she is now living on the Mero, where she is. Oh, the body in there. I thought of your dog solution then. Tsunami Mero, so we don't have. Kayaki, the dog solution then you solo for it. Like how many them are dog, I remember Mero, the G is all that. You so Mero, Tishanda, and Alpha Maria, so we don't have. Never Either Allah promise solution, but she doesn't talk to me. Talk on the key of myself, Hallelujah. Go to the leaders at nine shall I sin in the sea of your What on water? Tishamia and the army, a chain, the days of army, a pit where Chana, she gone, she did. I met 2 years and just a couple of minutes. And I'm a lesson. Lurego, Yasi, Laoyan, Mendo Aki, Hegoti. Now, Triple Kissy was watching the solution to Jesus truly. Mero Kima Akina, Waluya. So that's all. Ave Maria, it is the invitation to all of us. You know, just come, a sheep died, now we don't have Massima, who's a Wuyan, Anna Wuyan. The Union, the TV, the Yabi, Sala, and now we don't know we now Wuyan, the Manaka, wait. Manaka, wait. So that's all. Pelanggan hidup jual aja saja sih. Dua benar masih ada. India naik masih. No, Tamil Nadu, Tamil Nadu, Madras. No, Madras city ni tu rolling okay. Ada ni wah itu macam awal itu ada ni. Tua ini berapa ni sih? Nagapatnam ni, Visakhapatnam, Nagapatnam. Bilo macam jauh sih. Pelanggan ni semua. Pelanggan ini 4 kilometers so seeကျွန်တော်တို့ပြည့်မယ်တမိုင်ရိုးခြေစင်အားဖြင့်ရှောက်မယ်ဆိုလို့ရှိရင်သူတယောက်ကပါလဲတနာရီကျော်တမိုင်ရှောက်လဲ3မိုင်ဆိုသွားမယ်ဆိုလို့ရှိရင်ခြေစင်နဲ့သွားမယ်ဆိုလို့ရှိရင်မိနစ်20 25မိနစ်နဲ့မိနစ်30လောက်မြန်လို့ခြေလို့ရောက်ဆိုအဲ့ဒီမှာဘာဖြစ်လဲဆိုလို့ရှိရင်နာဂပတ်နမှာမေရိုတီရှားကြဘယ်နှခါလဲဆိုလို့ရှိရင်3 ချိန်တယ်အဲ့လို3 ချိန်ပထမဆုံးယူပါရော operation ကပါလဲဆိုလို့ရှိရင်တစ်ထည်ကြီးတယောက်ရှိအဲ့ဒီတစ်ထည်ကြီးတယောက်ကိုသွားပြီးတော့မှမေရောသွားပြီးတော့မှဖျားကြောင်ဆောက်ဖို့ရမယ်ကလေးတယောက်ကိုပြုတ်ပြီးတော့မှသွားကြည့်နွားတို့သွားဖို့ရအဲ့ဒီတစ်ထည်ကလေးတယောက်ကနွားတို့သွားဖို့အဲ့ဒါဆိုနွားတို့သွားဖို့အဲ့မှာအိန္ဒိယနိုင်ငံတည်တဲ့တိုင်းနော်ပေါ်ပတ်တွေလို့တွေမခမ်းလို့နော်ကိုလုံးကနွားတို့တဲ့ပစ္စည်းတွေအမှန်တမ်းကိုအသုံးများတဲ့နိုင်ငံဖြစ်ဆိုအဲ့ဒါနဲ့ကလေးတွေပေါ်ပို့တဲ့ချိန်ကျတော့အဲ့မှာနားမှာမရှိပါနွားတို့ကတော့မရှိဘူးနာကပတ်နဲ့ရောက်တဲ့ခါကျတော့နွားတို့မရှိဘူးအဲ့ဒါနဲ့တတိယရောက်တဲ့ခါကျတော့တတိယကဘာလို့လဲဆိုရင်မင်းနွားတို့ကိုတခြားနေရာမှာပို့ပြီးတော့ငါးစီမှာမရှိဘဲနဲ့လာတာဟုတ်ပါဘူးကလေးတွေကပြန်ပြောပြတယ်ပေါင်းပေါင်းနဲ့ပြောပြတဲ့အချိန်
ဘောဘူးကျွန်တော်အရှိကိုရှိတိုင်းပြောတာတို့စီမှာဘယ်နာမှတော့ဘာလဲမသိအဲ့ဒါနဲ့တတိယမယုံဘူးပြောရင်းနဲ့အဲ့မှာလို့ရရှာကြပြီးတော့သူ့အရှိမှလည်းပါတယ်ဘာလို့ရှာကြလဲဖြစ်ဒုတိယတစ်ခုကျတော့ဘာလဲဆိုလို့ရှိရင် operation ကဘာလဲဆိုလို့ရှိရင်ဘယ်တော့ဒီမှာနာဂပါဒနာနဲ့ဘယ်လိုကနေမှတွာလာနေတဲ့အဲ့ဒီရဲ့ဈားရဲ့မှာနော်တွာလေးတီတီလေးဆိုင်လေးတွေအဲ့ဒီမျိုးအိမ်ရှိမှထွက်ပြီးတော့မှဆိုင်ရောင်းနေတယ်အဲ့ဒီမှာရှင်မတန်တဲ့ကလေးလေးတယောက်ဟိန္ဒူကလေးလေးနော်ဟိန္ဒူဘာသာဝင်တယောက်ဖြစ်တယ်အရှိမထိုင်နေပြီးတော့မှဝမ်းလူရောင်းနေဝမ်းလူရောင်းနေရင်လည်းဘယ်တော့အရှိကဖြတ်ပြီးတော့မှသူ့ operation ဒီပါရုံထိရှားပြန်ထိရှားကြတဲ့အချိန်မှာသူကနေပြီးတော့မှအော်ဝမ်းလူပြီးမှအားဆိုနေတော့သူ့တော့ပြောလိုက်တဲ့အချိန်တော့အဲ့ဒီကလေးလေးကဝမ်းလူရောင်းပြီးမှဒီကုတောက်မှလာယူသွားမယ်တော့လည်းတခင်ခရစ်တော်လေးကိုချီထားတယ်ငါရဲ့သားတော်အတွက်အဲ့ဒါနဲ့ခွက်လေးနဲ့ထည့်ပြီးတော့မှပေးနေတဲ့ချိန်မမိတမီဖြစ်နေတဲ့ချိန်မှာမေတော်ကရက်နေပြီးတော့မှအဲ့ဒီရဲ့ကောင်းလေးကိုပြောကောင်းလေးကိုပြောတယ် give me ပေးမရတော့ဘူးကျွန်တော်ထားလို့မရဘူးပြောတဲ့အတိုင်းမေတော်ပြောတဲ့အတိုင်းဘုံဘုံနဲ့ဟာခေါ်ပြီးတော့အဲ့ဒီဝါလို့ပြီးတော့မှအာရစိုက်လိုက်တဲ့အချိန်မှာသူ့ရဲ့ခြေထောက်တွေကအာနာတီအာနာပြီးတော့မှမေတော်ကိုဝါလို့ပြီးလိုက်တယ်ဆိုတာဒုတိယ operation အဲ့တော့ဒီနေ့တတိယ operation ကတော့ဘာလဲဆိုလို့ရှိရင်ပေါ်တူဂီသင်္ဘောလက်ကြီးကလာပြီးတော့မှအဲ့ဒီရဲ့တော့ဒီအိန္ဒိယကျွန်းဆွယ်နားလေးမှာလာပြီးတော့မှတောင်းတင်သွားတာအဲ့ဒီတောင်းတင်သွားတဲ့ချိန်မှာစက်တွေပြက်အကုန်လုံးပြက်ရွက်တွေပါတွေအကုန်လုံးမရတဲ့အခါကျတော့နောက်ဆုံးငါတို့လွတ်မြောက်သွားလို့ရှိရင်ငါတို့ရဲ့ရွက်တိုင်ကိုဒီမှာပဲထားခဲ့တယ်ဆိုပြီးတော့မှအဲ့ဒီရွက်တိုင်ကတင်ပေါ်ကိုဖြုတ်ပြီးတော့မှတင်ပေါ်ကိုရွက်တိုင်တွေကိုအကုန်လုံးကပ်ပြင်ရနေပြီးတော့မှထားခဲ့တယ်ဆိုတော့လူဒီနာနောက်ဆုံးလေးကိုလာတဲ့ချိန်မှာကျွန်တော်အနေနဲ့ပြောချင်တာပါလဲဆိုလို့ရှိရင်တခုခုတော့ထိုင်နေလို့တော့မရ you cannot sit တိုင်းနဲ့ထိုင်နေတော့ပြောချင်တာပါလဲဆိုလို့ရှိရင်တခုခုကိုကျွန်တော်တို့ကောင်းကောင်းလို့နဲ့လုပ်လို့ရတဲ့ဒီနေ့ကျွန်တော်တို့ဖိတ်ကြားခြင်းခါရထားလို့ရတဲ့ဒါကြောင့်လည်းတော့တန်လူကကျမ်းမှာကြည့်မယ်ဆိုလို့ရှိရင်ခန်းကြီး39အဲ့ဒီကနေဆက်ဖတ်သွားလို့ရှိရင်တော့ဘာကိုတွေ့ရလဲဆိုလို့ရှိရင်မာရိယာကြီးထားရတောင်းကြအရက်ရှိတယ် it is better မေတော်ထားလိုက်တဲ့အချိန်မှာမေတော်ကလည်းမှ Elizabeth ကိုတွားနေတဲ့အချိန်မှာ Elizabeth ရဲ့ဝမ်းထဲမှာရှိတဲ့ယောဟန်ဘပတ္တဘာဖြစ်လာလဲမြူတူခုံပေါက်ပြီးတော့မှဖြစ်တယ်လို့ဘုရားမေတော်ကမှဟိန္ဒူကောင်းလေးရှိမှတွားလိုက်တဲ့အချိန်မှာထားလာပြီးတော့မှခုံပေါက်သွားတယ်။ဒါအကြောင်းရင်းတွေကအမျိုးမျိုးရှိတယ်။အဲ့တော့မေတော်ရဲ့ဖိတ်ကြားခြင်းကကျွန်တော်တို့ကိုဒီနေ့တခုခုကိုလှုပ်ဖို့ရန်အတွက်ကျွန်တော်တို့ကိုတောင်းခံနေတယ်။ရှင်မတန်မဲနဲ့လက်မတန်မဲနဲ့ဘုရားအောင်ကြီးရရတယ်လို့မထင်နိုင်တဲ့အမဲ့ကျေးဇူးတော်ရှိနေတဲ့အခါကျလို့ရှိရင် the blessing ဘုရားရဲ့ကျေးဇူးတော်မေတော်ရဲ့ကောင်းကြီးတော်ရှိနေတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကအလိုလိုလေးရင်းနဲ့ကျွန်တော်တို့ကသိဘုရားရဲ့ကောင်းကြီးမေတော်ရဲ့ကောင်းကြီးမင်္ဂလာမရှိဘူးဆိုလို့ရှိရင်လူရပါဖြစ်တယ်အလွယ်တူနဲ့စိတ်အာဘာစင်ပြေကာစင်ပြေပါဘာဘောလို့ဘုပြစ်ဒီပြစ်နေတယ်လို့ဖြစ်တယ်ပြောမယ်ဆိုလို့ရှိရင် the person is not organized ဘုရားတရားနဲ့ဝဲသွားလို့ရှိရင်လူဟာနည်းနည်းလေး disorganized ဖြစ်တယ်ဘုနာလည်းချော်လိုက်ဒီနာလည်းချော်လိုက်ဘုနာကလုံးတိုက်လိုက်ဒီနာကလုံးတိုက်လိုက်ဆိုတော့ဘုနာဟိန္ဒူကလေးလေးရမှာဖြစ်လာတယ်ဆိုလို့ရှိရင်သူရှိမှာပါပဲဘုရားကြီးတော့ရှိနေတဲ့အချိန်မှာသူကလည်းဒီလိုမှအဲ့ဒီနွားကိုထားပြီးတော့မှအာရပါရနဲ့ထားပြီးမှပေးလိုက်တဲ့အချိန်မှာပြောင်းလဲခြင်း transformation ဆိုတာဖြစ်ဘုရားနဲ့လူနဲ့ထိတွေ့မေတော်နဲ့လူနဲ့ထိတွေ့
vertical dimension လို့ခေါ်တယ်အပွားလေးဆင်းလာပြီးတော့လူတွေကအောက်မှာရှိနေတဲ့ horizontal dimension နဲ့ကြည့်တွေ့တဲ့အမှတ်ကြီး it is so much the blessing ကောင်းကြီးတော်ယေရှုတော်စီစဉ်ရနေရဖြစ်တယ်ဒါတော့ကောင်းကြီးတော်စီစဉ်ရနေရတွေကိုမပိတ်ဆို့စေဖို့ရတဲ့အမှန်တမ်းအရေးကြီးတယ်ဒီနေ့ကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်ပါပြောတယ် discipleship the chief police လာတင်လို့ဆိုရင်ကြည့်မယ်ဆိုလို့ရှိရင် remain with me ငါနဲ့အတူရှိငါနဲ့ဘုရားက remain with me ငါနဲ့အတူနေပါဒါကြောင့်ဆရာတွေကတပည့်တွေကိုတင်ကြားပြီးတယ်တပည့်တွေကဆရာကိုဘယ်တော့အခါမှလုံးဝကြော်လို့မရဆရာအခါတွေ့ပြီနော်ဘုန်းကြီးတစ်ပါးတွေ့ဘုလိုတော့ဆရာကြီးပဲနော်အဲ့ဒါနဲ့ကျွန်တော်ပြန်ပြီးမင်းဘာလို့ဆရာကြီးလို့ခေါ်တာလဲအဲ့ဒါနဲ့နောက်တစ်ပါးပြန်ပြီးတော့ဘုလိုတို့ဖဲ့တယ်ဆရာကြီးပဲနော်ဒီဘောဘုံမှာကြောက်ဆရာကြီးနော်ဒါလည်းကြလို့ရှိရင်ကြောက်ဆရာကြီးမဖြစ်စေဘူးကြီးနော်ဒါကြောင့်လူတွေကအခါလေးနည်းနည်းကြောက်သွားပြီတွန့်သွားပြီဆိုလို့ရှိရင် it is very difficult to approach နော်ပို့ပြီးတော့မှကတ်လာတယ်နည်းနည်းခက်ပါအဲ့တော့အဲ့လိုကတ်နိုင်တဲ့အခြေအနေရပါလေလူတူပြရပါနှိမ့်ချမှုရှိအဲ့တော့နှိမ့်ချခြင်းကျိုးလူနာခံခြင်းယုံကြည်ကိုင်းယူခြင်းဒါတွေကဘာတွေလဲဆိုလို့ရှိရင် the meeting နော်ကျွန်တော်တို့တွေ့ဆုံတဲ့အရာကြီးစုတော်တို့စီစဉ်တဲ့အရာတွေမှာအဲ့ဒီနှိမ့်ချခြင်းမှာတွေ့ရတယ်နာခံခြင်းမှာတွေ့ရတယ်တယောက်နဲ့တယောက်ယုံကြည်ခြင်းပေးတဲ့နေရာမှာတွေ့ရတယ်ဆိုတော့ကျွန်တော်လည်းတော့ဒီအိန္ဒိယနိုင်ငံမှာသွားတဲ့ချိန်မှာခုနဘယ်ကနေပြောရဲဆိုတဲ့နေရာကျွန်တော်မျက်နှာကိုယ်တွေ့အဲ့ဒါမှာတလားကျွန်တော်နေခဲ့သွားခဲ့တယ်ရောက်ခဲ့တယ်သူတို့တွေနေထိုင်တာပင်လယ်ရလူတွေလည်းတော့တကားတွေတော်တော်များများပဲသွားတယ်လာတယ်ငားရတယ်ဒီတိုင်းပဲသက်ရှင်ကြတယ်ဒါပေမဲ့ဘယ်ကနေဖျားကြောင်းနေတာတစ်ဖြည်းဖြည်းနဲ့ပါပြတာ it is a mighty stretch very big stretch ကြီးဖြစ်လာပြီးတော့မှပင်လယ်ကမ်းခြေနားမှာရှိနေတယ်ဒါကြောင့်လူတွေကအများကြီးတောင်းကြအနေနဲ့ရကနိုင်ငံတကာလူတွေကဘာလဲမေတော်ရဲ့ကြီးကြီးကိုခံစားရချင်လို့အိုးအိန္ဒိယနိုင်ငံရဲ့အမီးမှာရှိနေတဲ့နေရာမြောက်ပိုင်းကလူတွေရောတောင်ပိုင်းကိုသွားတယ်တခြားသောလူတွေလည်းအနေနဲ့ရကနေလာတော့မေတော်ကိုကျူးကျော်တယ်ပူဇော်တယ်ဘယ်လိုကနေလို့မသိတဲ့ချိန်မှာပါသိတဲ့ဆိုရင်ကျွန်တော်အုံကြီးခွဲတဲ့ဘုရားပဲဒါပဲဒီအုံကြီးခွဲတဲ့ဘုရားပဲဒါတော့ဟိန္ဒူကောက်ချောင်းရှိတဲ့တော့ဟိန္ဒူတွေကအုံကြီးယူလာတယ်အဲ့ဒီမှာမေတော်ကိုကိုယ်ကြီးအဲ့ဒါနဲ့အုံကြီးခွဲတယ်အုံကြီးခွဲတဲ့ဘုရားပဲဆိုဒီဘယ်လိုကနေဆိုတာကောင်းကောင်းမပြောတတ်ဘူးကျွန်တော်နေတော့အဖေတွေကပေါ်သွားတော့မှစိတ်နဲ့တမီရောက်သွားတယ်စိတ်သေးပြရောက်သွားတယ် this is better so အဲ့ဒီကြောင့်တယ်လို့ပါလားတနေ့ကျတော့မထင်တော့ဘူးဘယ်လိုကနေရောက်တော့မှဆိုဘာလဲဆိုတော့ဒီဘယ်လိုကနေပဲဆိုတော့အရောကီယာဆိုတဲ့ not the church our lady of the good health ဆိုတဲ့ဖခင်ကြောင့်ဒီကိုနာမည်ပေးတာအရောကီယာနော်အရောကီယာဆိုတာတောင်မြတ်လူကြီးကနော်အရောကီယာ our lady of the good health church ဆိုတာပေးတာဆိုတော့မေတော်ရှိကိုသွားခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ကနှိမ့်ချပြီးအတွက်လို့လေဒါတော့ဖျားရှိကိုရောက်ခြင်းနဲ့ဆိုလို့ရှိရင်မေတော်ကနေအစစ်သွားမှာလည်းဘာပဲဖြစ်ဖြစ်ကျွန်တော်တို့နှိမ့်ချပြီးအတွက်ဒီနေ့တောင်းဆိုတယ်ဖြစ်တယ်ဒါတော့နှိမ့်ချခြင်းမရှိဘူးဆိုလို့ရှိရင်ကျွန်တော်တို့ဘယ်တော့ခါမှအစစ်ဒါတော့စိတ်နှအောင်နဲ့ဒီလိုတောင်းအားရရနာလေးမှလာတဲ့ချိန်သူကလည်းမလွတ်ချင်ဘူးကိုကလည်းမသွားချင်ဒါကောင်နဲ့တော့ဂျုံနဲ့ခွေပုတ်တိုင်းနေတဲ့ကလည်းစိတ်နော်အားရှိတဲ့ကောင်တော့ဆုပ်ဆုပ်တို့ရင်းနဲ့အားပြောတဲ့ကောင်တော့ဆုပ်ဆုပ်ဟုတ်တယ်မဟုတ်ဘူးအားပြောတဲ့ကောင်လည်းအားပြောတယ်ဘုံဘုံတော့မရောက်ဘူးနောက်ဆုံးကျတော့ဘယ်သူမှမသွားချင်မဖေးအနောက်ဘုံနဲ့ဆုပ်အဲ့ဒါနဲ့ဘယ်နဲ့မဆုံးဘာလည်းမဆုံးဘူးတွန်းနေတဲ့အစင်းတော့မပြေသေးဘူးဒီတိုင်းပြောတော့ဆက်သွားရင်တော့စိတ်နဲ့ကောင်းအောင်လုပ်လိုက်တယ်ဆုံးဖြတ်ပြီးတော့မှငါလည်းပြန်တော့မယ်အင်းလည်းပြန်တော့မယ်ကြာကြည့်ပါတော့အိမ်ပြန်ပါအဲ့ဒါနဲ့နောက်တစ်ရက်တော့တိုးနှောက်အောင်ပြန်
နှကောင်လာတဲ့အခါကျတော့ယောက်နဲ့တယောက်ကြည့်ပြုံးနော်ပြုံးပြီးတော့မှကြည့်သူဘယ်လိုလုပ်မလဲမလို့နေအောင်ဒီကပြန်နားမှာတွေ့နေတယ်သွားမယ်ဆိုလို့ရှိရင်အဝေးကြီးပြန်ရတယ်မင်းလည်းအဝေးကြီးပြန်ရတယ် anyway ငါလဲကြောင်းပြီးတော့မှမင်းငါ့ဘာနဲ့ကြော်သွားလိုက်တကောင်မှကြော်သွားတယ်တကောင်မှပြီးတော့ဒီအေးစီလေးထားတယ် This is the nature humility humble nature တို့ဒါတော့ဒီ nature ချင်းလို့ပြောလိုက်တဲ့ချိန်ကလို့ရှိရင် it is a parami နော် parami တစ်ခုဖြစ်တယ် parami ကိုဘယ်လိုကျင့်ရလဲဆိုလို့ရှိရင်တရားအားထုတ်ပြီးတော့မှကျင့်ပြီးတော့မှသီလစောင့်တည်ပြီးတော့မှတရားမှတ်ပြီးတော့မှကျင့်ကြံအားထုတ်ပြီးတော့ကျင့်နဲ့ပါပြလာတယ် nature ချင်းဆိုတာလူကူတယောက်ကကြိုးစားရမယ် parami တစ်ခုဖြစ်တယ်တို့ဒါတော့ဒီပန်းရှိတယ်ဆိုလို့ရှိရင်ကြားတွေကတော့အမြဲတမ်းပြောပါမယ်ပန်းမင်းလေးရှိတဲ့နေရာမှာကြည့်ကြည့်လိုက်နော်ဘယ်နာမှာပန်းလေးတွေနဲ့လည်းဘာဘိုးမှာစိုက်ထားတယ်ဘုလိုမရှိတော့နော်ပန်းရှိလို့ရှိရင်ကြားအမြဲတမ်းဝေးတော့ပါလိုက်ကြားရှိရှိတဲ့နေရာမှာနားကအမြဲတမ်းပြောဆိုနှိမ့်ချခြင်းရှိတယ်ဆိုလို့ရှိရင်အရာရာအားလုံးကလည်းပါတယ်ဘလို့ပဲဖြစ်နေကြော်သွားတယ်ဆိုကျွန်တော်တို့သိတယ်နော်အုံပေါ်မှာပြောတဲ့ငါရှိလားရှိလားအုံပေါ်မှာငါလည်းမမနေဘူးနော်ငါဆိုတာကြည်ထဲမှာပဲနေတယ်ဆိုဘဘမှာနှိမ့်ချခြင်းဟာပြောစရာကောင်းပါတယ်တကယ်လို့နော်ဒီပန်းမရှိလို့ရှိရင်ကြားပြောက်သွားတယ်လို့ရေမရှိလို့ရှိရင်ငါးတွေကပျောက်သွားတယ်ဆိုလူဘဝအတ္တကလည်းကျွန်တော်လည်းကောင်းတယ်ပန်းမရှိရင်ကြားပြောက်တယ်ငါးမရှိလို့ရေမရှိလို့ရှိရင်ငါးပြောက်သွားတယ်ဒါပေမဲ့နှိမ့်ချခြင်းမရှိဘူးလို့ရှိရင်လူဘဝအတ္တကတရားလို့ပျောက်လူဘဝကိုအကောင်းမြင်ပေးပါမိမိကိုယ်ကိုမိမိအရှိတိုင်းမြင်ဖို့ရတဲ့လက်ခံဖို့ရတဲ့အမှန်တန်အရေးကြီးတဲ့အချိန်ဖြစ်တယ်ဒါကြောင့်မနက်ဖြန်မယ်တော်ရဲ့ဝယ်လေးကိုရှင်းပါမယ်မိမိကိုယ်ကိုမိမိနှိမ့်ချဖို့ရတဲ့အမှန်တန်မှမဟုတ်ဘူးဒါကြောင့်ဘုရားလိုလည်းလိုက်လာနေတယ်အဲ့မဲ့ဘုရားလိုကဒီလိုဖြစ်နေပြီးတော့မှတခါတည်းပြန်တွန်းကန်လို့မရဘူးဘာသာအားရှိတယ်ဆိုတော့ဘုရားလိုပြန်ပြီးတော့ဘယ်တော့မှတွန်းကန်လို့မရဘူးဒါကြောင့်တန်စဉ်းစားကြည့်အောင်ဒီငှက်တွေဝေဒီမှာပြန်တန်းနေတဲ့ငှက်တွေအတွက်ဟိုအကာအကွယ်ဆိုတာဘာမှမရှိလမ်းဆိုတာပေါက်ပေးကြတယ်လမ်းဆိုတာစိတ်ပေးကြတယ်သူကြိုက်တယ်လို့ပြန်နေရတယ်ဘယ်တော့မှတိုက်မလို့ထိုနည်း၎င်းပဲရှင်ထဲမှာသွားနေတဲ့ငါးတွေအတွက်လည်းငါတို့တရားဆောက်ပေးတာဘယ်တော့မှဟောသူဘက်ကိုကုဖို့ရတဲ့ငါတရားဆောက်ပေးရမှာလားမဟုတ်ဘူးဒါကြောင့်ဒုက္ခဘုံကိုရောက်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဘုရားရှိပြောတဲ့မာနတရားလုံးဝမရှိတဲ့အရာတွေလေတခြားသောအရာတွေမှာဘာပဲပြောကောင်းကြီးကိုရောက်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကနှိမ့်ချခြင်းတရားအားဖြင့်အထက်ကိုရောက်ရှိစေဖို့ရတယ်ဒါကြောင့်တရားနဲ့မဖြေနိုင်ဘူးအမှားနဲ့လည်းမသိဘူးဆိုလို့ရှိရင်တော့မြစ်ထဲကငါးတွေလို့တန်ထဲကငါးတွေလို့ကျွန်တော်တို့ကဘယ်တော့မှပြောနိုင်မှာမဟုတ်ဘူးဒါကြောင့်ခန္ဓာကိုယ်ကြီးကျမ်းမာစီဖို့ညာအတွက်အသက်ရှင်တဲ့အချိန်မှာအဓိကကြတာဘာလဲဆိုလို့ရှိရင်ကျမ်းမာကြီးဖြစ်ဒါပေမဲ့ဝိညာဉ်တသက်တာထာဝရအသက်ရှင်နေဆိုလို့ရှိရင်တော့ဝိညာဉ်ကျမ်းမာကြီးမရှိဖြစ်နှိမ့်ချခြင်းနဲ့ဝါရဖြစ်ဒါကြောင့်နှိမ့်ချခြင်းလို့ပြောတဲ့ချိန်ကျလို့ရှိရင်ဒီဘက်ထောင်းမှာဘုန်းကြီးတွေမှာထိုင်တယ်ဒီဘက်ထောင်းမှာဘုန်းကြီးတွေမှာထိုင်အားသာဖြစ် Sacraments of reconciliation ဖယားနဲ့လူနဲ့ပြန်လည်ပြီးတော့မှချိတ်ပေးတဲ့နေရာဖြစ်တယ်။ကြားပါတယ်ကွာ။ပြည့်ရှိထားလိုက်။တလား3လ4လပတ်တီးကြိုက်ကားပေါ်ဒီမှာစိတ်ထုတ်ထားတယ်။တွေ့ဘူးပါလေနော်။ပတ်တီးတွေအထူးကြီးထူလာပြီးတော့ဟောင်းကြောက်ပြီးတော့ဖုံးပေါ်ပေါ်သွားတဲ့ချိန်တိုင်းမှာဖြစ်တယ်။ This image of God လူ့ဘဝ yes အဲ့တော့ဒီကောင်းကောင်းမွန်မွန်လေးနဲ့ regular confession နှိမ့်ချခြင်းနဲ့တွားတယ်ဆိုလို့ရှိရင်ဖယားနဲ့ဒီနဲ့နိစ္စတယ်မေတော်နဲ့လည်းနိစ္စတယ်ဒါကြောင့်ခရစ်တော်ကိုကိုတွားခြင်းနဲ့ဆိုလို့မေတော်ကိုတကယ်ပဲအားထုတ်ပါနှိမ့်ချခြင်းနဲ့ဆုတောင်းကြရအောင်ဒီလိုနဲ့ဒီအမြဲတမ်းစီးနေတဲ့ပိတ်ဆို့နေပါလေပိတ်ဆို့လိုက်တဲ့အရာကြီး it is a sin အပြစ်ဖြစ်တယ်ဒါကြောင့်အပြစ်ကိုရှောင်ပြီးတော့နှိမ့်ချခြင်းပြေဝါမေတော်နဲ့ထိတ်တိုက်တွေ့လို့ရတဲ့
တရားတော်နဲ့ထိတိုက်တွေ့တွေ့ရတယ်ဘယ်အရာမဆိုကြင်ကြံအားထုတ်မှရတယ်တိမှရတယ်တရားမှတ်မှရတယ်ကိုယ်နိုင်က practice လုပ်မှရတယ်ဒါကြောင့်ကျွန်တော်တို့ယဟန်တော်တွေဥပဇင်သိက္ခာကိုခန်းတဲ့ချိန်ကြလို့ရှိရင်ဆရာတော်ဘုရားကလက်တင်ပြီးတော့မှဆုတောင်းတယ် practice what you preach what you practice တင်ကျင့်တဲ့အရာကိုတင်ဟောမယ်တင်ဟောတဲ့အရာကိုတင်ပြီးမှတော့မလဲကျင့်ရဒါကြောင့်လူတွေဟာမင်းဟိုလိုလုပ်ဒီလိုလုပ်ပြောကြတယ်ကိုဘာလို့ကျင့်ရဒါကြောင့် practice will make you perfect ยิ่งที่ခံကောင်းကောင်းလုပ်တဲ့လူဟာအမြဲတမ်း fit ဖြစ်နေနိုင်မယ်အမြဲတမ်းကြာမှနေနိုင်မယ်အမြဲတမ်းဘုရားရဲ့ကြီးစွာတဲ့ရှိတာနေတယ်ဒါကြောင့်ဒီသင်္ကမရှိဘဲနဲ့တွားလို့တဲ့လူဟာ it is a collapse ဘယ်လိုလဲကြိုးကြနိုင်တယ် the fall နော်ဘယ်လိုလဲတက်စီနိုင်ဆိုတာပြောနော်ဒါ practice will make you perfect ဒါကြောင့်ကြင်ကြရအောင်တရားမှတ်ကြရအောင်တရားကိုသိကြရအောင် let us ဘာပဲဖြစ်နေတဲ့အရာရာအားလုံးကိုသိချခြင်းနဲ့ပူဇော်ကြကြပါစို့ဘယ်လိုကိုချစ်တော်တာသမီးပေါင်းလို့ကောင်းကြီးတော်များကြည့်တော်များအများကြီးခံစားကြပါစေလို့ဆုတောင်းပါ